အားလုံးပဲမင်္ဂလာပါဒါလေးကတော့ Thingyan project အတွက်ကျွန်တော်တို့စတင်ပြီးမှပြင်ဆင်နေတာဖြစ်ပါတယ်ကျွန်တော်ရဲ့တပည့်လေးတွေအသက်ငယ်ငယ်လေးနဲ့စတူဒီယိုအတွေ့အကြုံရှိစေချင်တဲ့ရွေးချက်နဲ့ project လုပ်ဖြစ်တာဖြစ်ပါတယ်ကလေးတွေကို outdoor video ရိုက်ဖို့အတွက်သက်ချိုးနေတာဖြစ်ပါတယ်